ရိသတ်ကြီးရေထိုင်းမှာဟိုးလေးတကြောဖြစ်သွားတဲ့အံ့ဘွယ်ဖြစ်ရတစ်ခုအကြောင်းကြားပြီးကြပြီလားကားပိုင်ရှင်ကိုယ်တိုင်တောင်အံ့ဩမင်တက်သွားတဲ့အခြေအနေတစ်ခုပါဖြစ်စဉ်ကဒီလိုပါထိုင်းနိုင်ငံအလဲပိုင်းကနာမည်ကြီးဖျားเจ้าတစ်ခုမှာဖျားဖူးလာတဲ့အမျိုးသားတစ်ယောက်ဟာသူ့ရဲ့ pick-up ကားလေးကိုကားပါကင်မှာရပ်ထားခဲ့ပါတယ်ဖျားပေါ်ကနေပြန်ဆင်းလာချိန်မှာတော့လုံးဝကိုမထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်သူ့ကားရဲ့အင်ဂျင်ဘုံပေါ်မှာအရှည်6ပေလောက်ရှိတဲ့ရွှေရောင်စပားကြီးမွေကြီးတစ်ကောင်ကငြိမ်သက်စွာခွေလိပ်အိပ်စက်နေတာပါမွေကြီးကဘသူ့ကိုမှရံမမှုပဲအေးအေးလူလူပါပဲထိုင်းအယူဆအရရွှေရောင်စပားကြီးမွေဆိုတာကြီးမားတဲ့လလာပါနဲ့ငွေကြီးကံကောင်းခြင်းတွေကိုယူဆောင်လာပြီးတဲ့အတိတ်နမိတ်လို့ယုံကြည်ကြပါတယ်ဒါကြောင့်ဖျားဖူးတွေနဲ့ဒေသခံတွေကကန်ထူးစီမဲ့နမိတ်အဖြစ်ကားနံပါတ်ပြားကိုအလူအယက်ဓာတ်ပုံရိုက်ခဲ့ကြပါတယ်ကားလိုက်စင်နံပါတ်က8954ဖြစ်ပြီးဖျားเจ้าရဲ့ဧရိယာအကွက်အမှတ်က4ခွန်လို့သိရပါတယ်ကားပိုင်ရှင်ကတော့ဒါဟာသူ့အတွက်ဒီလမှာကံကောင်းခြင်းတွေယူဆောင်လာပြီးမဲ့ထူးခြားတဲ့နမိတ်လို့ယုံကြည်နေပါတယ်မိတ်ဆွေတို့ရောဒီလိုထူးခြားတဲ့အတိတ်နမိတ်တွေကိုယုံကြည်ကြလားအားလုံးပဲကံကောင်းခြင်းတွေရရှိကြပါစေအတိတ်ကောင်းနမိတ်ကောင်းလေးတွေကိုယ်စီရောက်လာအောင်ကံထူးရှင်လို့ comment ရေးပြီးဒီဗီဒီယိုလေးကို share သွားလိုက်ပါဦးနော်